သူတို့ကဟွန်ကိုတရားစီရင်ရေးအစဉ်ခွင့်စင်ကိုဖျက်ချော်နိုင်အောင်ကူညီပေးဖို့ရောက်လာကြတာပါမက်ခလို့ခေါ်တဲ့နောက်ထပ်အဆောင်ရှောက်တစ်ယောက်ကသူတို့ရဲ့ခေါင်းဆောင်ဟာတရားစီရင်ရေးတကားဝါမှာစောင့်နေပြီးအခုချက်ချင်းသွားရမယ်လို့ပြောလိုက်ပါတယ်ဟွန်ကတော့ဒီအကြောင်းအရာတွေကိုလက်ခံဖို့ခက်ခဲနေပြီးသူ့ရဲ့အလောင်းဘေးမှာဝမ်းနဲ့ပူဆွေးနေကြတဲ့ရဲဘော်တွေကိုချီရင်းနဲ့ဖြည်းဖြည်းချင်းလွှဲထွက်လာခဲ့ပါတယ်သူကသူ့အမိကိုတွေးချင်သေးတာကြောင့်အခုချက်ချင်းမသေးနိုင်သေးဘူးလို့အော်ဟစ်နေပေမဲ့ဒီလူငယ်ရဲ့ခန္ဓာကိုယ်ကတော့ကြီးမားတဲ့ပေါ်တဲ့တကားကြီးစီကိုလေထဲမှာမျောပါသွားပါတော့တယ်ဟွန်ကသူ့အမိကိုတွေးချင်တယ်ဆိုပြီးစက်တိုက်အော်ဟစ်နေချိန်မှာအဆောင်ရှောက်တွေကတော့တေဆုံးပြီးတာတောင်မိဘအပေါ်မှာဒီလောက်ထိအလေးထားတဲ့သူ့ရဲ့စိတ်ထားကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကြပါတယ်သူတို့ဟာလူပေါင်းထောင်ချီပြီးတရားစီရင်ရေးတကားတွေစီဦးတည်သွားနေကြတဲ့တခြားကမာတစ်ခုကိုရောက်ရှိလာခဲ့ပြီးအဲ့ဒီမှာလွန်ခဲ့တဲ့ရာစုနဲ့အသွင်ဝိညာဉ်ပေါင်း48ခုကိုလူပြန်ဝင်စားနိုင်အောင်ကူညီပေးခဲ့တဲ့အဆောင်ရှောက်ခေါင်းဆောင်ယင်နဲ့တွေ့ဆုံခဲ့ပါတယ်ခေါင်းဆောင်ကဟွန်ကိုသူတော်စင်းတယောက်ဖြစ်တဲ့အတွက်ဂုံပြူစကားပြောတဲ့အခါမှာတော့သူကညံ့နာလွယ်လိုက်ပြီးသူဟာလူကောင်းတယောက်လုံးဝမဟုတ်ဘူးလို့ညင်းဆိုလိုက်ပါတယ်သူတို့တရားစီရင်ရေးတကားတွေကိုဝင်လိုက်တဲ့အခါမှာတော့လူသက်တောင်တန်းလို့ခေါ်တဲ့ချောရည်ပြီးနဲ့ပြည့်နေတဲ့ကြောက်စရာကောင်းတဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်မက်ကသူတို့ရောက်နေတဲ့နေရာကိုကြည့်ပြီးလန့်သွားကဟွန်ကိုတရားရောက်ကိုတက်ခဲ့ဘူးလားဆိုပြီးချက်ချင်းဖဲမေးခွန်းထုတ်ပါတော့တယ်